အားလုံးပဲမင်္ဂလာခင်ဗျာ5 vocabulary a day ရဲ့ day 5 အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တော့လူတွေဝတ်ကြတဲ့အဝတ်စား၅မျိုးအကြောင်းကိုမျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာပထမတစ်မျိုးကတော့ shirt ဆိုတာကယောက်ျားလေးဝတ်ကြတဲ့ shirt အင်ဂျီလေးပေါ့နော်ဥပမာနဲ့ပြောမယ်ဆိုရင် he wears a white shirt to the office ဒုတိယတစ်လုံးကတော့ shorts ဆိုတာကတော့ဘောင်းတိုလေးကိုခေါ်တာဖြစ်ပါတယ်ဥပမာနဲ့ပြောမယ်ဆိုရင် I like wearing shorts in the summer တတိယတစ်လုံးကတော့ trousers ဆိုတာကတော့ဘောင်းမီရှီကိုခေါ်တာဖြစ်ပါတယ်ဥပမာနဲ့ပြောမယ်ဆိုရင် These trousers are too long for me နောက်ထပ်တစ်လုံးကတော့ skirt ဆိုတာကတော့မိန်းကလေးတွေဝတ်တဲ့ skirt လေးပေါ့နော်ဥပမာနဲ့ပြောမယ်ဆိုရင် She bought a beautiful pink skirt နောက်ဆုံးတစ်လုံးကတော့ blouse ဆိုတာကတော့အမျိုးသမီးအင်ဂျီကိုခေါ်တာဖြစ်ပါတယ်ဥပမာနဲ့ပြောမယ်ဆိုရင် My mother is wearing a new blouse ကဲအခုဆိုရင်လူတွေဝတ်ဆင်ကြတဲ့အဝတ်စား၅မျိုးအကြောင်းကိုလေ့လာခဲ့ပြီးဖြစ်ပါတယ်နောက်နေ့ဒီမှာလည်းနောက်ထပ်စကားလုံး၅လုံးနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော်Bye bye